Championship Playoff ဘောလုံးပွဲကနေ Hull City တို့ဘယ်လောက်ရလိုက်တယ်လဲအားလုံးပဲမင်္ဂလာပါ OK Sport ကနေပြန်လဲကြိုဆိုလိုက်ပါတယ်မင်းညာကနိုင်ပွဲက Hull City အသင်းအတွက်ဘယ်လောက်တောင်တက်မိုးရှိသွားလဲဆိုတာစဉ်းစားကြည့်ရင်တကယ်ကိုရင်သက်ရှုမောစရာပါပဲအင်္ဂလန် Championship Playoff ဘောလုံးပွဲဆိုတာကမ္ဘာဘောလုံးလောကမှာငွေကြေးတက်မိုးအမြင့်မားဆုံးတပွဲတဲ့အပြတ်ဖြတ်ရတဲ့ပွဲစဉ်အဖြစ်လဲလူသိများပါတယ်မနေ့ကဝေဘလီကွင်းကြီးမှာ Hull City အသင်းကတကိုးကိုမရှိတဲ့ပြိုင်ဘက်ကိုအနိုင်ယူပြီး VC မှုန်းလိုက်တဲ့အချိန်မှာသူတို့ဟာအောင်ပွဲတွေမကပဲကြီးမားတဲ့ရွှေအိုးကြီးကိုပါတပါးတဲ့စုကူသွားနိုင်ခဲ့တာဖြစ်ပါတယ်ဒလိုင်းအားကစားစီးပွားရေးအဖွဲ့ရဲ့တွက်ချက်မှုအရဒီနိုင်ပွဲကြောင့် Hull City အသင်းဟာလာမယ့်ဘောလုံးရသည့်3ခုအတွင်းမှာအနည်းဆုံးဗီတီရှာစတာလင်ပေါင်205တန်းအထိထက်ဆောင်ဝင်ငွေတွေရရှိမှာပါဒါရင်ပဲလားဆိုတော့မဟုတ်သေးပါဘူးဒါဟာအနည်းဆုံးခြေလှမ်းပဲရှိပါသေးတယ်တကယ်လို့သာ Hull City အသင်းအနေနဲ့ Premier League ကိုတက်လှမ်းသွားပြီးပထမဆုံးရာသီမှာတင်တန်းမစင်းရပဲဆက်ပြီးရည်တည်နိုင်ခဲ့မယ်ဆိုရင်ဒီဝင်ငွေအောင်ပေါင်365တန်း American Dollar 490တန်းကျော်အထိတဟုန်လုံးခုန်တက်သွားနိုင်တယ်လို့ Drive ကဆိုပါတယ်ဒီလိုကြီးမားလာတဲ့ငွေကြေးပမာဏကိုခံမှန်းတွက်ချက်ရမှာကလပ်အသင်းရဲ့ကွင်းတွင်းဝင်ငွေတိုးလာမှုရုပ်သက်မှုပိုင်ငွေပြသခွင့်ကရမယ့်ဝင်ငွေတွေနဲ့ကမ္ဘာလုံးဆိုင်ရာစပွန်ဆာကုမ္ပဏီတွေစီကနေရမယ့်စီးပွားရေးလုပ်ငန်းသုံးဝင်ငွေအသစ်ဆက်တွေအားလုံးကိုထည့်သွင်းတွက်ချက်ထားတာဖြစ်ပါတယ်ဒီပွဲစဉ်ရဲ့ထူးခြားချက်ကဘောလုံးပွဲကိုတက်လှမ်းလာတဲ့အသင်းတစ်သင်းလုံးက Premier League ကနေတန်းဆင်းသွားလို့ပေးအပ်လိရှိတဲ့ရန်ပုံငွေထောက်ပံ့ကြေးတွေကိုခံစားခွင့်မရှိကြတဲ့အသင်းတွေဖြစ်နေတာပါပုံမှန်အားဖြင့်တော့ Premier League ကနေတန်းဆင်းသွားရတဲ့အသင်းတွေကိုရုတ်တရက်ဝင်ငွေကျဆင်းသွားတဲ့ဒဏ်ခံနိုင်ရည်ရှိအောင်လီအာနာပိုင်တွေကငွေကြေးအချို့ထောက်ပံ့ပေးလိရှိပါတယ်ဘောလုံးအသင်းတစ်သင်းရဲ့ပရိသတ်တယောက်အနေနဲ့ကြည့်မယ်ဆိုရင်တော့ဒါဟာကလပ်အသင်းရဲ့ရေရှည်ရှင်သန်မှုနဲ့တမိုင်းကြောင်းကိုပါပြောင်းလဲပြစ်နိုင်တဲ့အခိုက်အတန့်ပါပဲပေါင်တန်းပေါင်းရာနဲ့ချီတဲ့ဒီဝင်ငွေတွေကြောင့် Hull City တင်ဟာကမ္ဘာအဆင့်မီကစားသမားကောင်းတွေကိုခေါ်ယူအားပြည့်နိုင်တော့မှဖြစ်တယ်လို့အသင်းရဲ့လေ့ကျင့်ရေးနဲ့အခြေခံအဆောက်အအုံတွေကိုပါအဆင့်မြင့်တင်ပြီး Premier League ရဲ့ထိပ်သီးတွေနဲ့ရေမောင်တန်းရှစ်တန်းနိုင်မဲ့အခွင့်အရေးကိုလည်းရရှိသွားခဲ့ပြီဖြစ်ပါတယ်ဒီပွဲကရလဲဟာရိုးရိုးရှင်းရှင်းတာမန်နိုင်ပွဲတစ်ခုတည်းမကပဲတသက်မှာတစ်ခါကြုံရခဲ့တဲ့ရွှေရောင်အခွင့်အရေးကြီးတစ်ခုကိုစုပ်ကင်နိုင်ခဲ့တာပဲဖြစ်ပါတယ် Hull City အသင်းအတွက်တော့အခုရရှိလာတဲ့ပေါင်205တန်းကျော်ဆိုတော့ကစားသမားတွေရဲ့သွေးချွေးမျက်ရည်တွေနဲ့ရင်းပြီးမှထိုက်တန်တဲ့ရရှိလာတဲ့အောင်ပွဲရဲ့အသီးပွင့်တွေပါဒါမဲ့ရာသီတွေမှာသူတို့အသင်းကိုပုံမကြီးမားတဲ့အိမ်မက်တွေစီပို့ဆောင်ပေးတော့မယ်အားစေးတစ်ခွက်လည်းဖြစ်နေပါတော့တယ်ဒီလိုရသာရှိတဲ့သုံးသက်ချက်တွေကိုအမြဲတမ်းဆင်နိုင်ဖို့ OK Sport ကို Like and Follow လုပ်ထားပေးဖို့ပြောကြရင်ဆုံးသက်ပါရစေကျေးဇူးတင်ပါတယ်